အားလုံးပဲမင်္ဂလာပါဟိုဒီနေ့ကျွန်တော်ခုနောက်ဆုံးထုတ်စာအုပ်ဖြစ်တဲ့စင်ကာပူဒါမှမဟုတ်ချင်းလင်းမြို့တော်ဆိုတဲ့စာအုပ်အကြောင်းမိတ်ဆက်ပေးကြပါမယ်ကျွန်တော်ဒီစာအုပ်ကို2008ခုနှစ်ကတစ်ခါရေးခဲ့ဦးတဲ့လေးပါတယ်2008ခုနှစ်ကဒီနာမည်နဲ့မဟုတ်ပါဘူးအနာဂတ်တစ်ခုဖန်တီးဆောက်ခြင်းဆိုတဲ့နာမည်နဲ့ရေးခဲ့တာပါအဲ့တော့ရေးတဲ့အဓိကရွေးချက်ကစင်ကာပူလာပြီးတော့အလုပ်လုပ်မဲ့မြန်မာလူငယ်လေးတွေစင်ကာပူနိုင်ငံအကြောင်းတွေတည်တဲ့အကြောင်းအရာတွေစုဆောင်းပြီးရေးထားတာပါဆိုတော့အဓိကဦးစားပေးရတော့အလုပ်လုပ်မဲ့သူတွေအတွက်ပေါ့ဒါပေမဲ့အဲ့ဒါနဲ့ဒီပြန်နေတဲ့စင်ကာပူနိုင်ငံအကြောင်းလေးတချို့တည်တယ်နေဆိုပြီးတော့စင်ကာပူအကြောင်းလေးတော်များထည့်ထားပါတယ်ဒါပေမဲ့အခုထုတ်တဲ့စာအုပ်ကြတော့စင်ကာပူတနိုင်ငံလုံးအကြောင်းတော်ပြည့်စုံရေးထားပါတယ်။ဒါပေမဲ့လုံးမဲ့သူတွေအတွက်ကိုလည်းပဲထည့်ပြီးရေးထားပါတယ်။လုံးမဲ့သူတွေအတွက်တည်တဲ့အကြောင်းအရာတွေကိုတတိယပိုင်းမှာထည့်ပြီးရေးထားပါတယ်။ဒီမှာကျွန်တော်အပိုင်း၃ပိုင်းခွဲထားပါတယ်။ပထမပိုင်းကစင်ကာပူနဲ့ပတ်သက်တဲ့အခြေခံအချက်လက်တွေစင်ကာပူနဲ့ပတ်သက်တဲ့အချက်လက်တွေစင်ကာပူနဲ့ပတ်သက်တဲ့မသားစရာအချက်လက်တွေသူတို့တိုင်းမှာဘယ်လိုရာသီဥတုတွေရှိတယ်ဘယ်လိုလူမျိုးတွေနေရတယ်ဘယ်လိုနေကြစားကြတယ်နောက်ပြီးတော့စင်ကာပူနိုင်ငံရဲ့ရင်းနှီးသမ္မတတွေဝန်ကြီးချုပ်တွေဘယ်လိုရှိခဲ့တယ်ပြီးတော့အခုနိုင်ငံရဲ့အခြေအနေကဘာပြမိဘတော်တော်များများစင်ကာပူမှာလာပြီးတော့ကြောင်းထားကြတယ်သူတို့သားသမီးတွေကြောင်းထားတဲ့အခါကျတော့ဟိုမေးလိုက်ဒီစမ်းလိုက်ရောင်းဝနဲ့ဒါလိုပဲထားနေရတယ်ဆိုတော့ဒီမှာစင်ကာပူပညာရေးအကြောင်းတော်တော်များမိတ်ဆက်ပေးထားပါတယ်ဒီစာအုပ်ထဲမှာတော်များဆိုတော်တော်ကိုပြည့်စုံလုံးလေးရေးထားပါတယ်ဟုတ်ကင်နာဂရန်ဗာလေမူဂျိုကနေစပြီးတော့မူလာရန်အလေရန်အထက်တန်းနောက်တက္ကသိုလ်အကုန်ပြည့်စုံရေးထားပါတယ်ဒီမှာကျွန်တော်ရည်ညွှန်းထားတဲ့ website ကအများဆုံးကတော့ MOE Ministry of Education ပညာရေးဝန်ကြီးဌာန website ကိုရည်ညွှန်းပြီးရေးထားတာပါနောက်တော့ဒီကအဖြစ်ဗမာပြည်ကနေပြီးတော့ဆရန်အောင်စဖြင့်လာပြီးကြောင်းတက်တဲ့ခါမှာဗမာပြည်ကနေစင်ကာပူကျောင်းအခုပြောင်းမှာဘာတွေလုပ်ရမလဲဘာတွေလုပ်သလဲဆိုတဲ့အကြောင်းတွေကိုအဓိကဦးစားပေးပြီးရေးထားပါအဲ့ဒီမှာတော်လေးအပြည့်စုံရေးထားပါတယ်နောက်ဆုံးဘယ်ချိန်မှာဆောင်းဝဲဖြစ်ရတယ်ဘယ်ချိန်မှာရှောက်လာတင်ရတယ်ဆောင်းဝဲဖြစ်တဲ့ခါမှာဘယ်နေရာမှာသွားပြီးတော့ဖြစ်ရတယ်ဆောင်းဝဲဖြစ်တဲ့ခါမှာဘာတွေယူပြီးတော့သွားရတယ်ဘယ်နေရာမှာစတယ်မိဘတွေအတွက်ကိုဝင်ငင်းကတ်တွေဘယ်လိုထုတ်ပေးတယ်ဘယ်နေရာမှာဘယ်လိုစောင့်ရတယ်နောက်ဆုံးအစားတော့ကစပြီးတော့ဘာတွေယူတော့သွားခြင်းလဲစတယ်တော်ပြည့်စုံရေးပေးထားပါတယ်ဒီကအပြင်ဝိုင်းမှာတွဲပြည့်ကြောင်းတက်ပြီးတော့ဒီမှာလာပြီးတော့တက်ခဲ့တဲ့ကလေးတွေနောက်မှခုမှစပြီးတော့ကြောင်းတက်မဲ့ကလေးတွေအဲဒီကြောင်းတွေကိုအဓိကဦးစားပေးရေးတာပါ။ဘာပြောကြောင်းတက်ခဲ့ပြီးတော့ဒီမှာစင်ကာပူလာပြီးကြောင်းတက်ဖို့အတွက်ကိုဒီတိုင်းဝင်ပြီးတက်လို့မရပါဘူး။သူတို့သတ်မှတ်ထားတဲ့စာအုပ်ရဲ့ရှိပါတယ်။အဲဒါကို AEIS လို့ခေါ်တယ်။ Admission Exercise for the International Students အဲကြောင့်ကျွန်တော်တော်ပြီးဆုံးထည့်လို့ရေးပေးထားပါတယ်ဒီထက်မှာနောက်တစ်ခုကစင်ကာပူမှာရှိတဲ့ယုံကြည်ကိုယ်ွယ်မှုတွေအကြောင်းစင်ကာပူဘလို့ဘာသာတွေကိုယ်ွယ်ကြတယ်နောက်ပြီးတော့ဘာဗုဒ္ဓဘာသာဘုန်းကျောင်းတွေအနေနဲ့ဘလို့ကျောင်းတွေရှိတယ်သူတို့ရဲ့လိပ်စာတွေရယ်နောက်ဆက်ပြမယ်ဖုန်းနံပါတ်တွေဘလို့သွားမလဲဆိုတာတွေရယ်တော်တော်များပြည်စုံထည့်လို့ရေးထားပါတယ်ပြီးတော့တေဝပုဆောင်ကြီးအနေနဲ့စင်ကာပဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်တဲ့အခါကျတော့အများပြည်သူတေဝပုဆောင်ကြီးအရန်အကောင်းပါတယ်ဒီကအပြင်ယထာလမ်းနဲ့ဘတ်စကားပေါ့ယထာနဲ့ဘတ်စကားစနစ်အလုံးနဲ့ကောင်းပါတယ်ကိုလလန်းတမီမှာအိမ်နေရဲ့လလန်းတမီမှာဘတ်စကားတွေရှိတယ်ယထာတွေရှိတယ်မပင်မမှန်းနဲ့ခီးသွားတယ်ပိုးဘဝနဲ့တတောင်းတသားနဲ့သွားနိုင်အောင်လို့စီစဉ်ပေးထားပါတယ်အဲ့တော့တော်များများကအများပြည်သူတေဝပုဆောင်နဲ့သွားပါတယ်အများပြည်သူတေဝပုဆောင်နဲ့သွားတဲ့ခါကျတော့လမ်းပေါ်မှာကားတွေကိုအများကြီးရှော့ချလိုက်နေတယ်ပေါ့ဥပမာဆိုရပါစို့ဘတ်စကားစီးဆိုလို့ရှိရင်လူ100လောက်တင်နိုင်တယ်
လူတရားဆိုရင်အနည်းဆုံး AC ကားနဲ့ဆိုလို့ရှိရင်25စီးကနေပြီးတော့အစီ50လောက်ထိသွားမှာအဲ့ခါကျတော့အဲ့ဒီကားတွေအရေးတော့ကိုလည်းပဲလမ်းပေါ်မှာအများကြီးရှို့ချလိုက်တယ်တော့ဘယ်လိုသူတို့စီစဉ်ပေးထားတယ်လဲမန်ရဆန်ကဒီလမ်းလေးဆိုတာအခုမှလည်းမဟုတ်ဟုတ်လွန်ခဲ့တဲ့အနှစ်100လောက်ကအခုဆိုလို့ရှိရင်တော့အနှစ်100လောက်ရှိသွားပြီပေါ့လေနေ့100နီးပါးလောက်ကိုသူတို့ကြိုးပြီးတော့စီစဉ်ကြတာနေ့60လောက်ကနေပြီးတော့ကျုပ်ပြီးတော့စီစဉ်ကြနောက်ကြလို့ရှိရင်ဘယ်နေရာမှာဘယ်လိုလမ်းတွေဖောက်မယ်နောက်ကြရင်ဘယ်နေရာမှာယထာလမ်းတွေကိုဘယ်လိုဖောက်မယ်စသဖြင့်အခုလောလောဆယ်အထိယထာလမ်းတွေဖောက်လို့မရှိပါဘူးမပြီးသေးဘူးနောက်ထပ်ဆက်ပြီးဖောက်မယ်ယထာလမ်းတွေရဲ့ကားလမ်းတွေအများကြီးရှိသေးတယ်ဆိုတော့စီဝန်နိုင်ငံရဲ့တေဘူးဆောင်ရေးပေါ့ယထာကိုဘယ်လိုစီးရတယ်ဘတ်စကားဘယ်လိုစီးရတယ်နောက်ဆုံးဘတ်စကားမှတ်တိုင်တွေမှာကိုယ်ပိုင်နံပါတ်ရှိတယ်မှတ်တိုင်တိုင်းမှာသူတို့ရဲ့ unique number လို့ခေါ်တယ်ဘတ်စကားမှတ်တိုင်တစ်ခုကိုသူ့ရဲ့မှတ်တိုင်နံပါတ်ကုတ်တစ်ခုရှိတယ်အဲ့ဒီကုတ်ကိုရိုက်ထည့်လိုက်လို့ရှိရင်အဲ့ကိုဘယ်ဘတ်စကားရောက်တယ်နောက်ဆုံးဘတ်စကားမတွေမှာစောင့်နေတော့မှကိုစီမဲ့ဘတ်စကားဘယ်နှမိနစ်မှရောက်လာမယ်ဆိုတာအတိအကျကြည့်လို့ရတယ်အဲ့လိုအဲ့ကြောင့်လည်းအများကြီးထည့်လို့ရေးထားပါတယ်နောက်တစ်ခုကဒီတိုင်းလူနေမှုဘဝမှာမရှိမဖြစ်ရှိရမယ်ဈေးတွေအကြောင်းဈေးလည်းအရေးကြီးတာဈေးမှာဒီတိုင်းသုံးစွဲနေရတဲ့ကုန်သိန်းဈေးတွေအချောက်ဈေးတွေရှိမယ်နောက်ပြီးတော့ကိုကြောက်ဈေးတွေရှိမယ်နောက်ပြီးတော့စူပါမားကတ်လိုအမျိုးတွေရှိမယ်နောက်ပြီးတော့ရက်ကွက်တွေကြားထဲမှာဖွင့်ထားတဲ့ဈေးတိုင်းတွေရှိမယ်အဲ့တော့ဘလူးဈေးတွေမှာဘလူးပစ္စည်းတွေရတယ်ဘလူးပစ္စည်းလိုချင်ဘလူးဈေးကိုသွားမယ်အဲ့ဒါပြော True Special ဈေးလည်းရှိတယ်ဥပမာဖြင့်ကွန်ပျူတာနဲ့ပတ်သက်တဲ့ပစ္စည်းတွေဘယ်နေရာမှာပေါ်များရနိုင်လဲတော့ Similar Square သွားစသဖြင့်အဲ့ဒီဟာတွေလည်းကျွန်တော်များထည့်ပြီးရေးထားပါတယ်နောက်တစ်ခုကလူတိုင်းမရှိမဖြစ်လူနေဘဝမှာမရှိမဖြစ်စားကြတော့ကြမယ်အဲ့တော့အစားတော့လည်းရေးကြည့်တယ်တော့ဘလို့အစားအစာတွေသူတို့စားရတယ်ဘယ်နေရာမှာဘလို့အစားအစာတွေရနိုင်တယ်ဈေးတွေဘယ်လောက်ရှိတယ်လဲစသဖြင့်အဲ့ဒီဟာတွေထည့်ပြီးရေးထားပါတယ်ပြီးတော့စံဝင်ရဲ့သူ့လူနေဘဝပုံစံလူနေဘဝလူတိုင်းသူတို့ယုံကြည်ကိုယ်ကိုယ်မှုတွေရှိမယ်နောက်ပြီးတော့ပြောဝရှင်ဝဲတွေရှိမယ်စသဖြင့်ဆိုတဲ့အခါကျတော့ဒီမှာသူတို့ဘာပွဲလမ်းတွေလုပ်တယ်ဝိုင်မှာဆိုရင်ဖျားဝဲတွေလုပ်တယ်သတင်းကျုပ်တစောင်းတိုင်းနောက်ပြီးတော့နှစ်တကူတကြံစသဖြင့်အဲ့ဒီဟာတွေလုပ်တယ်တို့တဲ့အခါကျတော့စေုံကလည်းဘလို့ပွဲတွေလုပ်ကြတယ်ဟောအဲကြောင့်လည်းထည့်ပြီးရေးထားပါတယ်ဘလို့ပွဲတွေဘယ်နေရာမှာရှိတယ်ဘယ်ချိန်မှာကျင်းပတယ်စသဖြင့်ပြီးတော့စာကြည့်လိုက်လူဖွဲ့စည်းတစ်ခုမှာစာကြည့်လိုက်ဟာအလုံးမတန်အရေးကြီးပါတယ်မရှိမဖြစ်လိုအပ်တယ်လူတွေအသိဉာဏ်ထင်မြင်နေဖို့အတွက်စာကြည့်လိုက်ဒီလိုအပ်တယ်လူတွေစောက်ကြတယ်အဲ့တော့စာကြည့်လိုက်စနစ်ဒီမှာစာကြည့်လိုက်ဆိုင်ကလည်းအလုံးကောင်းပါတယ်ဘယ်လိုကောင်းလဲဆိုတော့ဥပမာဆိုရပါဆို NLB ပေါ့ National Library Book အောက်မှာရှိတဲ့စာကြည့်လိုက်ကျွန်တော်အခု Jurong West မှာနေတယ် Jurong West မှာJurong West Library ရှိတယ်အဲ့ဒီ Jurong West Library မှာကျွန်တော်စောက်သွားငှားတယ်ဆိုတော့ဒီတင်နေတဲ့လူကရက်လို့အဲ့လိုရတာမဟုတ်ဒီ National Library Book စာကြည့်လိုက်မှန်သမျှဒီ Jurong West မှာပဲတကယ်လို့အဆင်ပြေလို့ Jurong East မှာအခက်အခဲဆိုလဲရတယ်စောက်အဲ့လဲဆိုတာတကူကသွားပြီးအစီရလို့မလို့စောက်စာကြည့်ရတဲ့ရှေ့မှာစောက်အဖို့တကူအမှာ book drop လာထားတယ်စောက်လိုက်မှာသူကုတ်နံပါတ်ကလေးပါတယ်အဲ့ဒီကိုထည့်လိုက်တာနဲ့ဟောစောက်ပြအပ်ပြီးပြီဆိုပြီးစက်ကအလုံးလျောက်မှတ်ထားလိုက်တယ်ဟောဆိုတဲ့အခါကျတော့အလုံးမတန်အဆင်ပြေပါတယ်စောက်ငှားလို့ရှိရင်လည်းပဲအလုံးမတန်အဆင်ပြေတယ်ကိုICနံပါတ်ကလေးနဲ့တော့တင်လိုက်ပြီးတော့စောက်ကိုဆက်ဖို့တင်လိုက်တာနဲ့ဘာစောက်လေးပဲနေတော့လာပြီးတော့ငှားသွားတယ်တော့ဘယ်နေ့မှတက်တန်းကုန်မယ်တက်တန်းတူအောင်မယ်စသဖြင့်အဲ့ဒါလေးတွေသူက print out လုပ်ပြီးတယ်ဒါလည်းမဟုတ်သေးဘူး online နေလဲဟောကိုမှာလို့ရပါတယ်ဆိုတော့စာရေးစနစ်နောက်တော့တယောက်စာပို့ယူလုပ်တယ်စာအုပ်တွေပို့ခြင်းနဲ့ပါဆယ်ပို့ခြင်းနဲ့အဲ့ဒါဆိုလို့ရှိရင်စာရိုက်စနစ်လိုတယ်စာရိုက်စနစ်အကြောင်းလေးကျွန်တော်တော်များအပြည့်စုံထည့်ပြီးရေးထားပါတယ်နောက်တစ်ခုကအလွန်မတန်အရေးကြီးတဲ့ဝေကြေးစနစ်နဲ့ဗန်လုပ်ငန်းနဲ့ဝေကြေးစနစ်ပတ်သက်မရှိရင်နေလို့မရအောင်ဒါဆိုလို့ရှိရင်တရားဝေကြေးစနစ်ဘယ်လိုရှိလဲဗန်တွေကိုဘယ်လိုသုံးလဲ
စေကုံကအလွန်အဆင်ပြေပါတယ်ပတ်စံသုံးရတာနောက်တော့ရေကမီးကဖုံးကပေးရတာအလွန်မတောက်အဆင်ပြေတယ်ကိုပေးရမလို့ကိုယ့်ရဲ့အကောင့်ထဲကနေအလိုလျောက်ဖြတ်ပြီးတော့သွားတယ်ကြားနေလို့ဘာမှစိတ်ပူစရာမလိုတော့ငါဒီဖုံးပေးဖို့ဘယ်ဒီမှာမှတ်ထားစရာကိုမလိုတော့ဆိုတော့ဘယ်လိုလုပ်ထားသလဲအဲ့တော့ဘန်ကောက်ဖွင့်ဖွင့်ဒီမှာဘန်ပမျိုးရှိတယ်အသုံးများတဲ့ဘန်တွေကပါဘန်အကောင့်ဖွင့်ပြီးတော့ internet banking ကနေပြီးတော့ဒါမှမဟုတ် mobile banking ကနေပြီးတော့ခေါ်တော့ digital bank ပေါ့လေ digital bank ကနေပြီးတော့ဘာလို့လုပ်ရရတယ်ဘယ်လိုအကောင့်ဖွင့်ရတယ်စသဖြင့်ဒီကလို့ဘာကပြောင်းသွားလို့ရှိရင်ဘယ်လိုလုပ်ရလဲစပြီးတော့အကောင်လုံးကျွန်တော်ထည့်ပြီးရေးပေးထားပါတယ်နောက်ကအမတန်အရေးကြီးတဲ့ကျန်းမာရေးဆောင်ရှောက်မှုကျန်းမာရေးလည်းအလုံးမတန်အရေးကြီးပါတယ်ကျန်းမာရေးဆောင်ရှောက်မှုဒီမှာစေဝင်ရင်းကျန်းမာရေးမှာကမ္ဘာ့နံပါတ်1ဆိုပြီးတော့ WHO ကနေပြီးတော့ World Health Organization သတ်မှတ်ထားပါတယ်စေဝင်ရင်းကမ္ဘာမှာကျန်းမာရေးရထိပ်ဆုံးမှာရှိတယ်ဒါပြောလို့ရှိရင်အစိုးရကသူတို့နိုင်ငံသားတွေကျန်းမာနေအောင်ဘယ်လိုလုပ်ပေးထားလဲဒါမှမဟုတ်စေဝင်စားကြကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့မကျန်းမာဘူးဆိုလို့ရှိရင်ရှာထားမြတ်ပတ်စံတွေအကုန်လုံးကုန်စေဝင်စားစီအလွန်မတန်ဈေးကြီးတယ်အားလုံးသိကြပါတယ်ဆိုတော့စေဝင်စားရည်သူတို့နိုင်ငံသားတွေကျန်းမာနေစေဖို့အတွက် Healthier SG စသဖြင့်Health 365ညီမျိုးစုံတွေလုပ်ပေးထားရှိပါတယ်ပြီးတော့စေဥဒ္ဒဈေးကြီးအလုံးမတန်ဈေးကြီးတဲ့အတွက်ကြောင့်စေဥဒ္ဒဈေးကြီးမြင့်လို့သူ့နိုင်ငံသားတွေဆေးမကူရမရှိရလေအောင်လက်စီစဉ်ပေးထားတယ်ဘယ်လိုစီစဉ်ပေးထားလဲဟောဒါလည်းစေဥဒ္ဒလည်းကောင်းပါတယ်အဲ့တော့ဒီမှာသူတို့နိုင်ငံသားတွေတောင်းမလို့ရှိရင် PR ရထားတဲ့လူတွေဆိုလို့ရှိရင်အစိုးရစေဥဒ္ဒဈေးကိုတစ်စိပိုင်းကြာခံပေးတယ်ဒါဆိုလို့ရှိရင်အစိုးရဘယ်လောက်ပေးတယ်လဲဒါလည်းကိုတပြားမှပေးတယ်တော့မလို့နဲ့အစိုးရကနေပြီးတော့ပေးလိုက်ခါမျိုးတွေရှိတယ်ဒါဆိုလို့ရှိရင်သူတို့ဘယ်လိုလုပ်ရလဲအသက်ဘယ်လောက်ရှိလို့ရှိရင်အစိုးရဘယ်လောက်ပေးတယ်လဲတစ်နှစ်ကိုဘယ်လောက်ထိခံစားဝင်ရှိတယ်လဲအဲ့ဒါကျန်းမာရေးဆောင်ရှောက်မှုအခန်းကဏ္ဍမှာကျွန်တော်အပြည့်စုံထည့်ပြီးရေးပေးထားပါတယ်နောက်တစ်ခုကကားမောင်းတာဘာပြကားမောင်းလိုင်စင်ရှိတဲ့လူတွေစေကူပါကားမောင်းနေတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဘယ်လိုလိုင်စင်အမျိုးအစားတွေရှိတယ်လဲအဲ့ဒါကျွန်တော်တို့များရေးပေးထားပါတယ်နောက်တစ်ခုကအိမ်ဝယ်တဲ့လူတွေအတွက်ဘာတွေလိုလဲစေကူမှာအိမ်ဝယ်မဲ့ကြံလို့ရှိရင်ဘာတွေလိုရတယ်လဲအိမ်ဝယ်ဖို့အတွက်ဘာတွေလုပ်ဆောင်ရတယ်လဲကိုမပတ်စံဘာအိမ်ဝယ်လဲဆိုတာအကျိုးဝယ်လို့မရဘူးပတ်စံတလုံးတစ်ခဲလက်ငင်းချေပြီးတော့မလို့ရဒါဆိုရင်ဒီလောက်ဈေးကြီးတဲ့အိမ်ကြီးကိုဘယ်လိုလုပ်ပြီးတော့ပတ်စံအများကြီးရမှာတော့မရဘူးဆိုလို့ရှိရင်ဘန်းတွေချီမယ်ဘန်းတွေဘယ်လိုချီမလဲအတိုးဘယ်လောက်ချီမလဲဘယ်ဘန်းတွေကဘယ်လောက်အတိုးရှိမယ်ဘယ်ဘန်းတွေကဘယ်လိုအတိုးရှိမယ်အတိုးချီဖို့ဘန်းတွေကနေတော့ပတ်စံချီဖို့တို့ကိုဘာတွေလိုမလဲအဲ့ဒါလေလောက်ကပီးရဆိုတာဘာလဲအဲ့ဒါလေကျွန်တော်အပြည့်စုံရေးပေးထားပါတယ်စေကုံကအင်ဝေရာအင်္ဂါရာနောက်တစ်ခုလည်းအရေးကြီးပါတယ်ပြည့်မှုပြည့်တယ်ဘလို့ဥပဒေတွေချမှတ်ထားတယ်စေကုံမှာဘလို့ဥပဒေချုပ်မောက်လို့ရှိရင်ဘလို့ဥပဒေတွေချုပ်မောက်လို့ရှိရင်ဘလို့ပြည့်တယ်လို့ချမှတ်ပေးတယ်စေကုံသည်သေရန်ပေးတဲ့နိုင်ငံတွေထဲမှာတနိုင်ငံပါဖြစ်တယ်နောက်ခုကမ္ဘာနိုင်ငံတော်တော်များများမှာကျိန်တယ်မပေးကြတော့လူခွေရေးဘာညာနဲ့တောင်းတဲ့စေကုံကတော့ကျိန်တယ်ပေးသေးတယ်ကျိန်တယ်အများဆုံးကျိန်တယ်24ချက်ထိရိုက်လို့ရတယ်ဥပမာဖြင့်ကလေးလူငယ်တွေကိုမရင်းကျင်းတာအစားဖြင့်အဲ့ဒါဒီသူတို့ compulsory punishment compulsory caning compulsory death sentence အဲ့လိုပေးတာဆိုတော့သူကကလေးမို့လို့ပြစ်တာကိုရှုပ်ဖို့ပြလိုက်မယ်လို့မရှိဘူးကလေးလည်းပဲသူတို့သတ်မှတ်ထားတဲ့အဲ့ဒီဥပမာဆိုရအောင်လို့ဘိန်းပြူတစ်ချက်သားမိလို့ရှိရင်တည်တံပေးလို့ရတယ်တခါတော့ဩစတြေးလျနိုင်ငံသားတယောက်စေကူပါအဲ့လိုဘိန်းမှုနဲ့တည်တံပေးခံရတယ်ဆိုတော့ဩစတြေးလျဝန်ကြီးချုပ်ကလှမ်းပြီးတော့စေကူဝန်ကြီးချုပ်ကိုမေတ္တာရပ်ခံတယ်သူကကလေးဖြစ်တဲ့အတွက်ကြောင့်တည်တံမပေးပါနဲ့ထောင်ထဲမှာပေးပါစဖြစ်တော့ဒီဘက်ကစေကူကဘလော့ပြတ်သားလို့ဆိုတယ်ငါတို့ကဒီကောင်ကိုလှုပ်ပြလိုက်လို့ရှိရင်
နောက်ဘေးမောင်ကိုကူးတဲ့ကောင်နဲ့ကလေးတွေအသုံးချပြီးငါတို့နိုင်ငံလေးကိုဝင်လာမှာပေါ့ကွာအဲကြောင့်ဘလို့မခွင့်မလို့ရအောင်လို့တည်ရမေးတယ်အဲ့လိုပါဆိုတော့ဘလို့အမှုတွေတည်လိုက်ပြီးနိုင်တယ်လေဘလို့အမှုတွေချိန်တန်ဘလောက်ပြီးနိုင်တယ်လေဆိုတာလည်းပဲကျွန်တော်တော်များထည့်လို့ရေးပေးထားပါတယ်အဲ့ဒါပြင်စေဝသည်စီမစီကန်နဲ့နေထိုင်ရတဲ့နိုင်ငံဖြစ်တယ်ဥပဒေချိုးပေါက်ရင်ချိုးရတဲ့အတိုင်းအရေးယူတယ်ဆိုတော့နောက်ဆုံးတွေ့ရမှာဇရေမထွေးအောင်အမိုက်မပြအောင်ဇရေထွေးရင်ဘလောက်အမိုက်ပြရင်ဘလောက်နောက်တော့လမ်းဘေးမှာတင်ပေါ်လို့ရှိရင်ဘလောက်အရက်မူးလို့ရှိရင်အရက်မူးပြီးတော့လူရတော့ရံလို့ရှိရင်စင်မိုဒေါ်လာ1000နဲ့1000တလားဘယ်ချိန်မှအရက်မတော့ဘူးလေအရက်တော့တာလည်းဥပဒေနဲ့ချင်းယူရပါတယ်ဘယ်ချိန်မှအရက်မတော့ဘူးလေဘယ်နေရာတွေမှာအရက်မတော့ဘူးလေအရက်မတော့တဲ့နေမြေလည်းကန့်သက်ပေးထားတယ်ဆိုတော့အဲ့အကြောင်းတွေလည်းကျွန်တော်အပြည့်စုံရေးပေးထားပါတယ်ပြီးတော့စင်ဝဲလူလူဘွားမှာရုပ်ရှင်လေးအကြောင်းရုပ်ရှင်ကြည့်လို့ရှိရင်ဘယ်နေ့မှကြည့်လို့ရှိရင်ရုပ်ရှင်စရိတက်တာလေဟောရုပ်ရှင်လေးအမျိုးအစားဘယ်လိုရှိလဲစဖြစ်အဲ့ဒါလေဟုတ်ပါလေနောက်ပြီးတော့စင်ဝါလူတွေသေလို့ရှိရင်ဘယ်လိုလုပ်ရမလဲစင်ဝါလက်ထပ်ချင်တယ်ဆိုလို့ရှိရင်လက်ထပ်ထင်းများဖို့ဘယ်လိုဆောင်ရွက်နေလူတွေလဲလက်ထပ်ထင်းများဖို့အတွက်ဘာတွေလူတွေလဲအများကြီးပါနောက်ပြီးတော့နောက်တစ်ခုကတော့ဘာပြအဆွေမျိုးတွေလာတဲ့ခါမှာလိုက်ပြီးတော့ပို့ဖို့အတွက်လေစရာပတ်စံနေစရာဘာတွေရှိတယ်လဲအဲ့ဒါလေတော်တော်များကျွန်တော်အပြည့်စုံထည့်ပြီးရေးပြထားပါတယ်အဲ့ဒါစေဦးနဲ့ပတ်သက်တဲ့အကြောင်းအများကြီးပါတော်တော်များတယ်စေဦးနဲ့ပတ်သက်တဲ့အကြောင်းလေးကျွန်တော်ရေးထားတာနောက်ဒုတိယပိုင်းကစေဦးညီမျိုးစုံနဲ့လာကြတယ်ပထမဆုံးကတော့အလုပ်လုပ်ဖို့အတွက်အလုပ်လုပ်ဖို့လာတယ်ဒုတိယပညာသင်ကြားဖို့အတွက်လာတယ်တတိယအလေအပတ်လာတယ်ဆိုတော့စင်ကိုလာဖို့အတွက်ဘာတွေလိုအပ်တယ်လဲစင်ကိုလာမယ်ဆိုလို့ရှိရင်ဘာတွေပြင်ထားရမလဲနောက်တော့စင်ကိုကနေဗမာကြီးပြန်လို့ရှိရင်ရောဘယ်လိုတွေပြင်ရမလဲလေမမဘယ်လိုပစ္စည်းတွေကိုမတည်အောင်လဲနောက်တော့ luggage အရွယ်အစားပြီးတော့ luggage ရဲ့အရွယ်အစားဘယ်လောက်ရှိတယ်လဲ hand carry ဘယ်လောက်ထိတည်လို့ရလဲပို့လို့ရှိရင်ဒီလိုပို့ကြီးဘယ်လောက်ပေးရမလဲဟောလေလက်မှတ်ကိုဘယ်မှာဝယ်ရမလဲဘော်ရိုပြန်တဲ့ခါမှာဘော်ပြအလေလာတဲ့သူတွေအနေနဲ့စေကုံမှာဝယ်ခဲ့တဲ့ပစ္စည်းတွေကို GST ပြန်ပြီးတော့ claim လုပ်ရတယ်ဘယ်လို GST တွေကို claim မလဲဟောကိုပစံဒီစိတ်မှာပြန်တောင်းလို့ရတယ်ဆိုတော့အဲ့ဒါတွေကိုဒုတိယပိုင်းမှာကျွန်တော်အများကြီးထည့်ပြီးတော့ရေးပေးထားပါတယ်ဟောအလေလာလို့ရှိရင်ဘာတွေပြန်ထားရမလဲပညာသင်လာလို့ရှိရင်ဘလို့အလုပ်လုပ်လာမဆိုဘလို့စာပြနောက်တော့နေဝင်မှာ check in လုပ်မယ်အဲ့တော့ပြန်မယ်ဆိုလို့ရှိရင်ဘာတွေဝယ်ပြီးတော့ဘယ်နေရာမှာလက်ဆောင်ဝယ်ဖို့အတွက်ဘယ်စီးတွေသွားပြီးတော့ဝယ်လို့ကောင်းတယ်အဲ့ဒါတွေတော်တော်များထည့်ထားပါတယ်ဒုတိယပိုင်းကတော့စေဝလာတယ်ပြန်မယ်ဆိုတဲ့အကြောင်းတွေရေးထားဖြစ်တဲ့ကြောင့်တိတ်အရင်မများတော့ပါတတိယပိုင်းကအလုံးလုံးမဲ့သူတွေအနေနဲ့မရှိမဖြစ်တည်ထားမဲ့အကြောင်းအရာတွေပါစေဝမှာလုံးလုံးမဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ရပိုင်ခွင့်တွေအကြောင်းရဲ့ရပိုင်ခွင့်ဆိုတာဥပဒေရပေးရထားတဲ့ကိုယ့်ရဲ့ရပိုင်ခွင့်တွေဘာတွေရှိတယ်လဲကိုယ့်ရဲ့ရပိုင်ခွင့်တွေမသိလို့ရှိရင်ကိုယ်ကသူများလူတိုင်းကိုခံရမှာအဲကြောင့်ကိုယ့်ရပိုင်ခွင့်တွေကိုတည်ထားဖို့လိုပါတယ်ရပိုင်ခွင့်ဆိုတာဒီဥပဒေရပေးရထားတဲ့ရပိုင်ခွင့်ဒီမှာအလုပ်လုပ်ဖို့အတွက်ဆိုလို့ရှိရင်နံပါတ်1ကအရေးကြီးတာ Employment Act အလုပ်ခံတဲ့ဥပဒေအကြောင်းတည်ထားဖို့လိုတယ်နံပါတ်2နိုင်ငံသားအလုပ်သမားတွေအနေနဲ့Foreign Manpower Employment Act FMEA လို့ခေါ်ပါတယ်အဲကြောင့်တည်ထားဖို့လိုတယ်နံပါတ်3 WICA Work Injury Compensation Act လုပ်ငန်းဝင်ထိခိုက်ရှာလာမှုရောကြီးဥပဒေဆိုတော့တည်နေတဲ့ဒေတာကိုတည်ထားမှရတဲ့ရတဲ့တွေကိုရမှာမတည်လို့ရှိရင်သူများလူတိုင်းခံနေရမှာအစင်ဝင်လည်းပဲလူရှင်တွေမှာကောင်းတဲ့သူတွေရှိတယ်မကောင်းတဲ့သူတွေရှိတယ်အဲ့တော့ကောင်းတဲ့သူတွေနဲ့တွေ့လို့ရှိရင်ပြဿနာမရှိဘူးကိုရရရှိတာတွေတို့အကုန်လုံးကုမ္ပဏီကလုပ်ပေးမှာသူသဖြင့်ထိခိုက်ချလာမှုဖြစ်တယ်ထိခိုက်ချလာမှုဖြစ်တယ်ဆိုလို့ရှိရင်ရောကြီးဘယ်လောက်ရမလဲရောကြီးဘယ်လိုတောင်းမလဲဒါတွေသိထားသင့်ပါတယ်မသိရင်ခုနပြောခဲ့သလိုတမက်လူတိုင်းခံရမယ်ပတ်စံလေးတရားပြီးတော့ဟဲ့အောင်မင်းတိုးတိန်နေဘလူးမှမပြောနဲ့ပတ်စံတရားနဲ့ပြီးတော့တောင်းနေရှိပြီးရမယ်ပတ်စံမရအောင်ဆိုတော့တတိယပိုင်းမှာအဲ့ဒါတွေအကုန်လုံးကျွန်တော်ပြီးဆုံးရေးပေးထားပါတယ်ဆိုတော့စင်ဝင်မှာနိုင်ငံသားအလုံးမတွေ
M1 နေပြီးတော့ pass ပြီးဘယ်လိုချပြီးထားတာရှိတယ်လဲဘာ pass ပြီး what pass ပြီးရှိတယ်လဲအဲ့ဒီမှာ what pass အမျိုးအစားအများကြီးပါအများကြီးရတဲ့ what permit S pass employment pass EP အဲ့လိုတွေမဟုတ်တခြား pass တွေရှိသေးတယ်တခြား pass တွေလူမသိတဲ့ pass တွေကိုအသုံးချပြီးတော့ညာတာပါလေးလောက်ကြတဲ့လူတွေလည်းရှိတယ်ဆိုတော့အလိမခံအောင်ဒါတွေတည်ထားမှာလေဘယ်လို pass တွေရှိတယ်လဲဘယ်လူတွေရှောက်နေတယ်လဲရှောက်ချင်ရရှောက်လို့ရတာမဟုတ်ပါဘူးသူသတ်မှတ်ထားတဲ့ criteria စံနှုန်းတွေရှိတယ်work permit မှာ2မျိုးရှိပါတယ်ပထမတစ်ခုကအိမ်ကူတွေအတွက်ထုတ်ပေးထားတဲ့ work permit ဆိုတော့အိမ်ကူတွေအတွက် work permit မှာလုပ်ရှင်နေနဲ့ဘယ်သူတွေကိုအိမ်ကူအဖြစ်နဲ့ငှားရလို့ရတယ်ခံလို့ရတယ်အိမ်ကူလုပ်ဖို့တော့အသက်ဘယ်လောက်ရှိအောင်လဲပညာရေးရှင်ဘယ်လောက်ရှိအောင်လဲလုပ်ရှင်တွေဘက်ကဘာတွေလုပ်ပေးရမလဲတော့အိမ်ကူတွေနဲ့သူတို့ရပါဝင်ရှိတယ်ဟာတွေသူတို့လုပ်လို့မရတဲ့ဟာတွေအဲ့ဒါတွေကို Foreign Members Employment Act Schedule မှာထည့်ပြီးတော့ရေးထားတယ် Schedule မှာစုစုပေါင်း pass ၄မျိုးအတွက်ပါပါတယ်အင်္ဂလိပ်အတွက် work pass နောက်တော့ရိုးရိုး work permit သမားတွေရဲ့ pass S pass နောက်တော့ EP employment pass အဲ့၄မျိုးကို work pass condition အောက်မှာထည့်ပြီးတော့ပေါ်ပြထားပါတယ် work pass တစ်ခုချင်းမှာအိမ်ကူဗါလဲအလုပ်သမားအတွက်ကအလုပ်ရှင်အတွက်ဆိုတော့နှစ်ပိုင်းပါတယ်အလုပ်ရှင်တွေပြီးသူတို့လိုက်နာမယ်စီမင်းစည်းကမ်းတွေကိုလိုက်နာမယ်မလိုက်နိုင်အလုပ်ရှင်ကိုရေးမယ်အလုပ်သမားတွေပြီးသူတို့လိုက်နာမယ်စီမင်းစည်းကမ်းတွေကိုလိုက်နာမယ်မလိုက်နိုင်ရေးမယ်ဆိုတော့အလုပ်ရှင်စီကံစီမင်းစည်းကမ်းတွေကိုလုပ်ပြရမှာဘာတွေရှိတယ်လဲတောက်တော့ကိုလိုက်နာမယ်စီမင်းစည်းကမ်းတွေဘာတွေရှိတယ်လဲဒါလည်းပဲအရေးကြီးပါတယ်ပထမကဗါလဲအင်္ဂလိပ်အတွက် work pass နောက်တစ်ခုက work permit ဆိုတာဒီ work permit ကတော့အလုပ်တော်များများအတွက်ဆောက်လုပ်ရေးအတွက်တမောချင်းအတွက်ကိုထိုးလုပ်ငန်းအတွက်နောက်တော့ wire petrochemical service အဲ့ဒါအတွက်အဲ့မှာဆောက်လုပ်ရေးအတွက်စေဝါလူသမားကိုခန့်ရခံလို့မရအောင်ကိုတာဆိုပြီးခွဲတန်းချပေးထားတယ်ဒီလုပ်ငန်းမှာစေဝန်နိုင်ငံသားဘယ်လောက်ရှိရမလဲစေဝန်နိုင်ငံသားနဲ့ PR ပေါ့သူတို့က local လို့ခေါ်ပါတယ်စေဝန်နိုင်ငံသားနဲ့ PR ဘယ်လောက်ရှိလို့ရှိရင် S-pass ကိုဘယ်နှယောက်ခန့်လို့ရတယ် work permit ဘယ်နှယောက်ခန့်လို့ရတယ်ဆိုတော့လုပ်ပေးတာဆိုတော့ဘယ်လိုလုပ်ငန်းတွေအတွက်ကို work permit ဘယ်နှယောက်ခန့်လို့ရတယ်လဲနောက်တော့လုပ်ရှင်တွေဒီလူမတွေအတွက်ကို levy ဆိုတော့ပေးရ levy ဆိုတာမှာနှစ်မျိုးရှိပါတယ်တစ်ခုက low levy တစ်ခုက high levy high levy ဆိုတာဒီမကျွမ်းကျင်တဲ့သူတို့အခုအရင်တော့မကျွမ်းကျင်လို့သားလို့ခေါ်တယ်အခုကတော့မကျွမ်းကျင်မဟုတ်တော့အခုက basic skill အခြေခံကျွမ်းကျင်နောက်ပြီးတော့အဆင့်မြင့်ကျွမ်းကျင်ဆိုပြီးတော့နှစ်ခုခွဲထားပါတယ်ဒါဆိုလို့ရှိရင်အခြေခံကျွမ်းကျင်တဲ့ဘာတွေလိုလဲအဆင့်မြင့်ကျွမ်းကျင်တဲ့ဘာတွေလိုလဲအခြေခံကျွမ်းကျင်သမားတွေအတွက်ပေးရတဲ့ levy ဘယ်လောက်ရှိတယ်လဲအဆင့်မြင့်ကျွမ်းကျင်လူသားတစ်ယောက်ဖြစ်လာအောင်ဘာတွေလုပ်ရမလဲဒါလည်းတည်ထားကြပါတယ်နောက်တော့ work permit လူသမားတစ်ယောက်အနေနဲ့သူ့ရဲ့ရပိုင်ခွင့်ရှိတာတွေဘာတွေရှိတယ်လဲသူ့ရဲ့အခွင့်အရေးတွေနောက်ပြီးတော့သူတို့လိုက်နာမယ်စီမံစည်းကမ်းဥပဒေတွေဘာတွေရှိတယ်လဲ work permit နောက်တစ်ခုက S-pass သမားတစ်ယောက်အနေနဲ့လည်းပဲဘယ်လိုလုပ်ငန်းတွေမှာ S-pass ကိုဘယ်လောက်ခံလို့ရတယ်လဲ S-pass လည်းပဲ levy ပြရတာပဲ S-pass သမားအတွက် levy ဘယ်လောက်ပြရတယ်လဲS-pass သမားတယောက်ဖြစ်ဖို့အတွက် S-pass ရှောက်ဖို့အတွက်ဘာတွေလိုလဲနောက်ပြီးတော့သူ့ရဲ့လာက S-pass ကိုလာကလည်းသတ်မှတ်ပေးတာပါလေ S-pass အတွက် S-pass ခါလို့ပဲဆိုလို့ရှိရင်သူ့ရဲ့အနေသုံးလာကဘယ်လောက်ရှိရမလဲနောက်တော့ S-pass သွားလေးလိုင်းနာမယ်စီပီစီကန်နေအဲ့ဒါကို S-pass အကြောင်းမှာအပြည့်စုံထည့်ပြီးရေးထားပါတယ်ကိုကျွန်တော်ရေးထားတာတွေကကိုထင်ရည်ရှောက်ပြီးရေးထားမှာမဟုတ်ပါဘူးသက်ဆိုင်ရာဝန်ကြီးဌာနဟာတွေကိုကောက်လို့ရေးထားပါအခုဒီ pass အလေးအကြောင်းကြတော့ခုနပြောခဲ့တဲ့ဥပဒေ၄မျိုးပေါ့ Employment Act Foreign Members Employment Act ဗါလဲ Work Pass Regulation နဲ့One Jury Compensation Act အဲ့ဥပဒေ၄မျိုးရေနောက်တစ်ခုက MO website ကိုပဲအဓိကကိုးကားပြီးရေးတာပါကျွန်တော်စိတ်ထင်နဲ့ရှောက်ရတာတလုံးမပေါ့
ဒါတွေကထဲရလျှောက်ပြီးရေးလို့လည်းမဖြစ်နိုင်တဲ့အကြောင်းရတယ် employment pass ကိုကျွန်တော်အများကြီးထည့်ပြီးတော့ရေးထားပါဦးဘာဖြစ်လို့ဆိုတော့ employment pass ဒီနာက5လောက်ရတဲ့တကယ်အရာရှိကြီးတွေမှခံလို့ရတဲ့အတွက်ကြောင့်သူတို့အနေနဲ့အင်္ဂလိပ်စာကိုကောင်းအောင်ကျွမ်းကျင်တယ်လို့ယူဆပါတယ်အဲကြောင့် employment pass အကြောင်းကိုသိကြလို့ရှိရင်အိမ်ပေါ် website မှာဝင်ပြီးတော့ဖတ်ကြည့်လို့ရတယ်ဒါပြီးတော့အဲ့ဒီအကြောင်းတွေကအသေးစိတ်အကုန်လုံးရှောက်ကြည့်နေလို့ကျွန်တော်စောင့်ကြည့်အရင်ထူသွားမှာဆိုတဲ့အတွက်ကြောင့်အခုတော့မှစောက်ကစာပနာ950ကျော်ရှိတယ်ဆိုတော့တော်လေးထူပါတယ်အဲ့ဒါကြောင့်အဲ့ဒီအကြောင်းတွေအများကြီးထည့်ပြီးတော့ရေးတော့နောက်ပြီးတော့ WNC War Injury Compensation Act War Injury Compensation Act လည်းပဲလူတိုင်းသိထားကြပါတယ်ဘာဖြစ်လို့ဆိုတော့မပြောနိုင်ဘူးအလုပ်ထမ်းမှာတနေ့အချိန်ချင်းထိခိုက်ချတာမှုတွေဖြစ်မှာတယ်ဒါဆိုထိခိုက်ချတာမှုတွေဖြစ်လို့ရှိရင်ကိုယ့်ရဲ့ယုံကြည်ဘယ်လောက်ရနိုင်တယ်လဲကုမ္ပဏီအနေနဲ့ထိခိုက်ချတာမှုဖြစ်လို့ရှိရင်ယုံကြည်တောင်းမှုသူဘာတွေလုပ်ပေးရမလဲသူတို့ဥပဒေအရမဖြစ်မနေဝယ်ထားမြတ်အမခံနေရှိတယ်ဥပမာဖြင့်အလုပ်မတယောက်ကိုအရင်တော့ဆိုလို့ရှိရင်ဆီယမကန်1000ခွဲနေထိုင်မကောင်းဖျားနေတာတယ်အခုဆို1000ခွဲနဲ့မရဘူး6000ဖြစ်သွားတယ်တိုးသွားတယ်နောက်ပြီးတော့လောကတယောက်ထိခိုက်ဆန္ဒဖြစ်လို့ရှိရင်ကုမ္ပဏီနဲ့ဆီယမကန်4500အဲ့ထိခိုက်ဆန္ဒဖြစ်မှုစိတ်ကူပေးဖို့အတွက်ဝယ်ရတယ်အခု4500မရတော့5000နဲ့3000ညှက်လိုက်ပြီဆိုတော့ဘလို့ထိခိုက်ဆန္ဒမှုတွေအတွက်ရောကြီးဘယ်လောက်ရမလဲစိတ်ကူစားစိတ်ဘယ်လောက်ပေးရမလဲတခါတလေကုမ္ပဏီနဲ့ကိုယ်နဲ့မျှပြီးကြက်ခရတယ်ကိုယ့်ဘက်ကဘယ်လောက်ပေးရမလဲအဲ့ဒီအကြောင်းလေးအကုန်လုံးကျွန်တော်အသေးစိတ်ရေးထားပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဆိုလိုချင်တာဒီမှာစိန်ဝါလာပြီးတော့အလုပ်လုပ်တော့မယ်စိန်ဝါလာပြီးတော့နေတော့မယ်စိန်ဝါကိုသားသမီးတွေကိုကြောင်းထားတော့မယ်ဆိုလို့ရှိရင်ကျွန်တော်စောင့်ဒီအမတန်အပြည့်စုံဆုံးကိုကားလို့ရတဲ့စောင့်တစ်ခုဖြစ်ပါတယ်ဝယ်ပြီးတော့ဖတ်ကြည့်ပါအဲ့တော့အလကားပြောတာမဟုတ်နောက်ပြီးတော့ကျွန်တော်ယူထားတဲ့အချက်လက်တွေအားလုံးဒီသက်ဆိုင်ရာဝန်ကြီးဌာနနဲ့အစိုးရ website တွေကနေယူထားပြလို့ကြောင်းအမတန်ခိုင်လို့ပါတယ်အဲ့ဒီမှာထပ်ပြီးတော့ကျွန်တော်ရေးထားတဲ့နေဘလုံလာပြောထပ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်း reference website တွေစောက်စာတမ်းတွေမှာထည့်ပြီးပေးထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်စောက်ဖတ်ကြည့်ပါဒီကလို့ဒီစောက်တော့ပါတဲ့အချက်လက်တွေနဲ့မရှင်းလုံးဆိုလို့ရှိရင်လည်းကျွန်တော်စီကိုလမ်းပြီးတော့ WhatsApp Messenger စာဖြင့်ပေးလို့ရပါတယ်စောက်တံမိုးကတော့ထုတ်တဲ့ဈေးကလည်းမြင်တဲ့ခါကျတော့နည်းနည်းလေးများပါတယ်ဝိုင်းမှာဆိုလို့ရှိရင်စောက်4000ခွဲနဲ့ရောက်ပါတယ်စေုံမှာတော့တုပ်ကိုစေုံမှာတဲကပထမတော့ကျွန်တော်အစိမ့်နဲ့ရောက်မှာဒါပေမဲ့တဲကလည်းတုပ်ကို8ကျလောက်ရှိတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တုပ်ကို30ရောက်မှာစုံဘယ်လိုကြည့်ပါလဲကလို့လို့ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်စီကို WhatsApp Viber 97303027ကိုဆက်သွယ်ပြီးတော့မှာလို့ရပါတယ် Facebook ကျွန်တော် Facebook ကနေလည်း Messenger နဲ့မှာလို့ရပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်